ုန်းတွေလက်ဆောင်ပေးတဲ့ video editing basic course ကိုပါ free တက်ခွင့်ရတယ်ဆိုတော့ကျွန်တော်တင်တန်းကမကောင်းလို့လားခုလိုမျိုး promotion တွေပေးနေလို့တင်တန်းမှာတင်မဲ့အရာတွေကပေါ်ပေါ်ပဲပဲလို့တော့မထင်လိုက်ပါနဲ့တင်တန်းမှာဘာတွေတင်ပေးသွားမလဲဆိုတာကိုပြောပြပေးပါမယ် analysis of ABC ဆိုတဲ့ခေါင်းစဉ်အောက်မှာ A ကနေ Z ထိ function တွေကိုအသေးစိတ်ရှင်းပြပေးထားပါတယ်ဒါကြောင့်မို့လို့ ABC ရရုံနဲ့တက်လို့ရတဲ့တင်တန်းတစ်ခုဖြစ်ပါတယ် The right attitude before learning grammar ဆိုတာကတော့ grammar မသင်ခင်ထားရှိရမယ့်သဘောထားအမှန်ပါ grammar သင်ခန်းစာတွေကိုသင်တဲ့အခါမှာလည်း PPO သင်လိုက်တာမျိုးမဟုတ်ဘဲနဲ့ဘယ်လိုပုံစံမျိုးနဲ့အလွယ်ကူဆုံးချင်းကပ်ရမလဲ speaking writing နဲ့ဘယ်လိုချိတ်ဆက်ရမလဲဆိုတာမျိုးပါ8 part of speech word order threatened in English common vocabulary speaking pattern idiom and phrasal verb reading and conversation listening စတဲ့ခေါင်းစဉ်အောက်မှာဗီဒီယိုပေါင်းများစွာနဲ့တည်တည်ချာချာလေးရှင်းပြပေးထားပါတယ်ဒီ course ပြီးတာနဲ့နိုင်ငံခြားသားတွေနဲ့အေးအေးဆေးဆေးစကားပြောလို့ရသွားမှာပါဒါကြောင့်နှစ်သက်မှာအင်္ဂလိပ်စာလည်းရသွားမယ်ဖုန်းလည်းကန်ထူးနိုင်မယ့်အခွင့်အရေး video editing basic course ကိုပါ free ရအောင်ပါဒီလိုခွင့်ရမျိုးကအမြဲတမ်းရနေမှာတော့မဟုတ်ပါဘူးမမီလိုက်ဘူးဆိုရင်တော့မိတ်ဆွေနောင်နှရမယ်နော်